အားလုံးပဲမင်္ဂလာပါဆရာတို့နောက်သင်ခန်းစာတစ်ခုကိုဆက်လက်ပြီးတော့တွားကြရအောင်အဲဒီသင်ခန်းစာလေးကဆရာဘာကိုအဓိကထားပြီးရှင်းလင်းတင်ပြခြင်းတယ်လဲဆိုလို့ရှိရင် positive angle လို့ခေါ်တဲ့အပေါင်းတောင်းနဲ့ negative angle လို့ခေါ်တဲ့အနှုတ်တောင်းကိုဆရာတို့ကရှင်းလင်းတင်ပြခြင်းတာဖြစ်ပါတယ်အဲ့တော့ဘယ်အချိန်မှာအပေါင်းတောင်းလို့ခေါ်ပြီးတော့ဘယ်အချိန်မှာအနှုတ်တောင်းလို့ခေါ်မလဲဒါတွေကိုဆရာတို့ခွဲခြားသတ်မှတ်ဖို့ရအတွက်ဘာလေးကိုအရင်ဦးဆုံးနားလည်ရမယ်ဆိုလို့ရှိရင်အဲ့တော့နိုင်လက်တန်အတိုင်းလေတာနဲ့နိုင်လက်တန်ပြောင်းမြန်လေတာကိုသိထားရမယ်အဲ့ဒီမှာကြည့်ဒါနိုင်လက်တန်လေးရှိတယ်ကွာနိုင်လက်တန်အဲ့တော့နိုင်လက်တန်နိုင်လေးလေတယ်ဆိုလို့ရှိရင်ဒီမှာဒီလိုမျိုးလေတာဒီလိုညာနေပြီးတော့ဘဲကိုလဲဆိုရင်ဒါနိုင်လက်တန်အတိုင်းလေတာနိုင်လက်တန်အတိုင်းလေတယ်ဆိုတာသိရမယ်အဲ့မှာနိုင်လက်တန်တစ်ခုရှိမယ်နိုင်လက်တန်အဲ့နိုင်လက်တန်ကဘယ်လိုလဲနေတယ်လဲဆိုရင်ဒီမှာဆိုတော့ဒီလိုမျိုးဘယ်ကနေပြီးတော့ညာဒီလိုလဲနေတယ်ဆိုရင်ဒီကောင်ဘာဖြစ်လဲဆိုရင်ဒီကောင်ကြတော့နိုင်လက်တန်ရဲ့ပြောင်းမြန်လေတယ်ဆိုတာသိရမယ်အဲ့တော့နိုင်လက်တန်ရဲ့အမှန်လေတာကညာနေဘဲကိုပဲလဲတယ်ဒီလိုဘယ်ကနေညာကိုနိုင်လက်တန်လဲနေတယ်ဆိုလို့ရှိရင်ဒီကောင်ဒီပြောင်းမြန်လေတယ်ဆိုတာသိရမယ်အဲ့တော့ဒါနိုင်လက်တန်အတိုင်းလဲတာဒီကောင်လေးကဒီဘက်ကပုံလေးညာဘက်ကပုံလေးရတာနိုင်လက်တန်ရဲ့ပြောင်းမြန်လေတယ်ဆိုတာသိရမယ်အဲ့တော့အဲ့ဒါကိုသိပြီဆိုရင်တွားလို့ရပြီအဲ့ဒီမှာကြည့်လိုက်ပါဆိုတော့ဒီကောင်လေးက initial site လေးရှိမယ်အဲ့ဒီ initial site လေးကိုအနည်းငယ်တော့ဆရာလှည့်လိုက်တဲ့အခါမှာ terminal site ဖြစ်ပေါ်လာတယ်အဲ့ဒီ initial site နဲ့ terminal site ကြားမှာရှိတဲ့ down လေးကိုတီတာနဲ့တတ်မှတ်လိုက်တယ်အဲ့ဒီမှာလဲသွားတာဒီလိုမျိုးလဲသွားတာကိုဒီလိုလဲဆိုတာဒီမှာကြည့်လိုက်မောဒီမှာအပေါ်လဲသွားတာဒီလိုမျိုးလဲတယ်ဆိုတာနိုင်လက်တန်အတိုင်းလဲတာလားနိုင်လက်တန်ပြောင်းမြန်လဲတာလားဒါဒီသတိရမှာဒီမှာဘယ်ကနေညာကိုသွားတဲ့အခါမှာဒီကောင်ဒီနိုင်လက်တန်ပြောင်းမြန်တိုင်းလဲတာအဲ့မှာကြည့်လိုက်တော့ဒီကောင်ဖြစ်နေတာကိုဒီကောင်ဒီမှာကြည့်လိုက်နော်ဒီကနိုင်လက်တန်ရဲ့ပြောင်းမြန်ဖြစ်နေတယ်အဲ့ဒါနိုင်လက်တန်ရဲ့ပြောင်းမြန် anti clockwise လို့ခေါ်တယ်နိုင်လက်တန်ရဲ့ပြောင်းမြန်ကိုအင်္ဂလိပ်လို anti clockwise လို့ပြောတာဖြစ်ပါတယ် anti clockwise နိုင်လက်တန်ရဲ့ပြောင်းမြန်ဆိုရင် positive angle အပေါင်းတောင်းဆိုမှတ်ထားရမယ်ဗျာအဲ့နိုင်မထင်နဲ့နော်နိုင်လက်တန်ရဲ့ပြောင်းမြန်ဆိုရင်အပေါင်းတောင်းဖြစ်ပါတယ်ဗျာအဲ့ဒီမှာဆက်တက်ပြီးသွားမယ်နောက်တစ်ခုဆက်သွားမယ်နောက်တစ်ခုဒီမှာအောက်မှာကြည့်မယ်ဒီကောင်ကဘာလဲဆိုလို့ရှိရင်ဒီကောင်က initial site အဲ့တော့ဒီမှာ initial site လို့ဆိုအနည်းငယ်လေးတဲ့အခါမှာ terminal site ဖြစ်ပေါ်လာတယ် initial site နဲ့ terminal site ရဲ့ကြားမှာရှိတဲ့ဒီတောင်လေးကိုတီယာနေနဲ့တတ်မှတ်လိုက်တယ်အဲ့တော့လဲသွားတာကဒီမှာဒီအောက်ကိုဒီလိုမျိုးလဲသွားတယ်အောက်ကိုလဲတဲ့အခါအောက်ကိုလဲသွားတာအဲ့ဒီလိုလဲတဲ့ဆိုတာဒါနိုင်လက်တန်အတိုင်းလားနိုင်လက်တန်ပြောင်းမြန်လားနိုင်လက်တန်အတိုင်းလဲတာအဲ့လိုမျိုး clockwise လို့ခေါ်တဲ့နိုင်လက်တန်အတိုင်းလဲတယ်ဆိုလို့ရှိရင် negative angle အနှုတ်တောင်းဗျာအဲ့တော့ဆရာဒီမှာအပေါင်းတောင်းနဲ့အနှုတ်တောင်းခွဲခြားတတ်ပြီးထင်ပါတယ်ဘယ်လိုခွဲခြားမလဲအဲ့ဒီမှာဆရာ initial site ကိုလဲတဲ့အခါ terminal site ဖြစ်ပေါ်လာတယ် terminal site ကဘယ်လိုလဲသွားသလဲဆိုလို့ရှိရင်နိုင်လက်တန်ရဲ့ပြောင်းမြန် anti clockwise လဲသွားတယ်ဆိုရင် positive angle ဒီမှာဆရာမြားနဲ့ပြထားတယ်နော် positive angle ဒီကောင်အကောင်ကြည့်မယ်ဆိုဒီကောင် initial site ဖြစ်တယ်ဒီကောင် terminal site ဖြစ်သွားတယ်ဂျားထဲမှာ theta ဆွဲတောင်းနေရှိတယ်အဲ့ဒီ theta ဆိုကြည့်တဲ့အခါမှာလဲသွားတာကဒီမှာဒီလိုမျိုးအောက်ကိုလဲသွားတဲ့အခါမှာဒါဒီနိုင်လက်တန်အတိုင်းလဲတာနိုင်လက်တန်အတိုင်း clockwise အတိုင်းလဲတယ်ဆိုရင် negative angle အနှုတ်တောင်းတော့နားလေးမထင်ပါတယ်အဲ့သူအနှစ်ချုပ်မှတ်မယ်ဆိုရင်နိုင်လက်တန်အတိုင်းပြောင်းမြန်လဲတယ်ဆိုရင်အဲ့ဒီတောင်းကိုအပေါင်းတောင်းလို့ခေါ်တယ်နိုင်လက်တန်ရဲ့ anti clockwise ပေါ့အဲ့တော့ anti clockwise ဆိုတာပြောင်းမြန်လဲတယ်နိုင်လက်တန်အတိုင်းပြောင်းမြန်လဲတယ်ဆိုရင်ဒါ anti clockwise ကိုဒီမှာဆက်သိရမှာက anti clockwise ဆိုလို့ရှိရင်ဒါအပေါင်းတောင်းလို့ခေါ်မယ်အနိုင်လက်တန်အတိုင်းလဲတာဒါ clockwise ဆိုCN ကို CK clockwise ဆိုလို့ရှိရင်ဒါအနှုတ်တောင်းတက်မှမှာဖြစ်ပါတယ်နားလေးမထင်ပါဒီလောက်ပါပဲ